ဖယားကိုချစ်လားဖယားအသင်ကိုချစ်လားသင်ဖယားကိုချစ်တယ်ပါဇက်ကချစ်လားဒါပေမဲ့လက်တွေ့အသက်တာထဲမှာတကယ်ချစ်လားတက်တည်ရှိလားဖယားကိုတကယ်ချစ်တယ်ဆိုရင်သင်မှာတက်တည်ရှိလားဘာနဲ့တက်တည်ပြပါလဲယေရှုအသင်ကိုချစ်တဲ့အတွက်သင်ကိုဘာပြခဲ့လဲဆိုကားတိုင်းပေါ်မှာသင်အတွက်အသက်ပေးခဲ့တယ်ဟာလေလုယာသင်ဒီနေ့ဘာပြမလဲယေရှုကိုချစ်တယ်ဆိုရင်သင်တကယ်တက်တည်ဘာနဲ့ပြပါလဲဟယ်လိုဘာနဲ့ပြโอเคနော်ဒါကြောင့်တကယ်ရှိရင်တက်တည်ရကျော်ယောဟန်အခန်းကြီး14ငယ်5 15ကိုကျွန်တော်ဖတ်ရအောင်ကျော်တွေ့ရင်ဒီကဖတ်ရအောင်နော်ယောဟန်အခန်းကြီး14 15โอเคငါ့ကိုချစ်ရင်ဗါလဲလေငါပညာတို့ကိုစောင့်ရှောက်โอเคဒါဆိုရင်ငါ့ကိုချစ်ရင်ဘာလို့ရပါလဲလေငါပညာဆိုတာဗါလဲဖယားရဲ့ဗါလဲစကားဒါဆိုရင်ငါ့ကိုချစ်ရင်တဲ့ငါပညာတို့ကိုဘာလို့ရမှာလဲစောင့်ရှောက်ရမယ်ဒါဆိုရင်ဒီနေ့ကျွန်တော်တို့တချင်းဆိုတဲ့ခါမှာကိုရောကိုချစ်တယ်လို့ပြောလားကိုရောကိုချစ်တယ်ကိုရောမြတ်နိုးတယ်ဒါပေမဲ့ဒီနေ့ယေရှုပြောတဲ့ရာငါကိုချစ်ရင်ဘာလို့ရမှာလဲငါပညာတို့ကိုစောင့်ရှောက်မယ်တနည်းအားဖြင့်ငါကိုချစ်ရင်ငါစကားကိုဘာလို့ရမှာလဲနားထောင်ရမယ်ဆိုတာဘာသူပြောရလဲယေရှုကိုယ်တိုင်အဲ့ဒီခေတ်ကာလမှာပြောခဲ့တာဖြစ်တယ်ဟယ်လိုကျွန်တော်တို့ဖယားကိုချစ်တယ်ဆိုပြီးတော့မှဘယ်လောက်ထိကျွန်တော်တို့ဖယားမနစ်သက်တဲ့အမှုရာတွေလုပ်နေပြီဖယားကိုချစ်တယ်လို့ပြီးတော့ကျွန်တော်ဖယားစကားကိုဥပ္ပခါပြုနေတယ်ဖယားကိုချစ်တယ်ပြောပြီးကျွန်တော်တို့လှုပ်ချက်တာလုပ်နေသေးလားဟယ်လိုသင်ဖယားကိုတကယ်ချစ်လားဘာနဲ့တက်တည်ပြမှာလဲဖယားကိုတကယ်ချစ်တယ်ဖယားစကားနားထောင်တော့ဘာပြောလဲဆိုတော့ငါကိုချစ်လင်ငါစကားကိုဘာလို့ရမှာလဲနားထောင်ဆိုလိုတာကဖယားကိုချစ်တယ်ဆိုရင်ဘာရှိလဲနားထောင်ခြင်းရှိလားဖယားကိုချစ်ရင်တက်တည်ရှိလားအဲ့တက်တည်ကဘာလဲဆိုရင်ဖယားကိုချစ်ရင်ငါစကားကိုနားထောင်ရမယ်โอเคငါပညာတို့ကိုရရဲ့စောင့်ရှောက်တော်သူဒီငါကိုချစ်တော်သူဖြစ်တယ်တဲ့ငါကိုချစ်တော်သူကိုငါခမဲတော်ချစ်တော်မူမည်ငါဒီလေထိုသူကိုချစ်၍သူအားကိုယ်တိုင်ဘာလို့မလဲထင်ရှားပြမယ်ဒါဆိုဒီကျမ်းစာမှာဘာပြောလဲဆိုရင်ငါပညာတို့ကိုရတယ်တဲ့ငါစကားကိုရပြီးစောင့်ရှောက်တဲ့သူဟာငါကိုချစ်တော်သူဖြစ်တယ်ဒါဆိုဒီနေ့ဘုရားရဲ့စကားကိုကျွန်တော်ရတဲ့အခါမှာတကယ်လက်တွေ့သက်တာထဲမှာအသက်ရှင်နေတော်သူဖြစ်လာဘုရားစကားကိုကြားတဲ့အခါမှာကျွန်တော်အသက်တာထဲမှာကျွန်တော်တို့ဘလို့ရှင်းတတ်တယ်ငါ့ကိုချစ်၍ငါပညာတို့ကိုရရင်စောင့်ရှောက်တော်သူဒီငါ့ကိုချစ်တော်သူဖြစ်တယ်တော့ငါရဲ့စကားတွေကိုစောင့်ရှောက်တဲ့လက်တွေ့အသက်ရှင်နေဆိုရင်ငါ့ကိုချစ်တော်သူဖြစ်တယ်ဒါကြောင့်ငါ့ကိုချစ်တော်သူကိုငါခမဲတော့ဘာလို့မလဲချစ်မယ်ငါဒီလေသူ့ကိုဘာဖြစ်လဲကိုယ်တိုင်ချစ်ပြီးတော့သူ့ကိုထင်ရှားမယ်ဒါဆိုရင်ဒီကျွန်တော်အသက်တာထဲမှာဖယားကိုချစ်တယ်ဆိုရင်အစ်မှာဘာရှိရမလဲဆိုတက်တည်ရှိရမယ်ဟုတ်ကျွန်တော်သိရမယ့်အရာကယေရှုကကျွန်တော်တို့ကိုချစ်တာနဲ့ကျွန်တော်တို့ကယေရှုကိုချစ်တာနှစ်မျိုးသိရမယ်အာမင်ကျွန်တော်တို့ယေရှုကျွန်တော်တို့ကိုချစ်တယ်ဆိုတဲ့အရာလောက်ထဲမှာပဲမရှင်တန်နေနဲ့ပြပြောမယ်နော်ယေရှုကငါတို့ကိုချစ်တယ်အလောက်နဲ့ပဲမရှင်တန်ရအောင်တင်တို့ယေရှုကိုပြန်ချစ်တဲ့အထိဘုရားကတင်တို့ကိုအလိုတော်ရှိတယ်ဥပမာကျွန်တော်အိမ်တော်ရှိတယ်တယောက်ကချစ်တယ်တယောက်ကမချစ်ဘူးဆိုဆင်ပြေမလားဆင်ပြေလားဆင်ပြေတဲ့လူရှိလားဆိုတော့တယောက်ပဲချစ်နေတာတယောက်ကမချစ်ဘူးဆင်ပြေမလားအဲ့တော့ဒီနေ့ကျမ်းစာမှာလေယေရှုကသူ့ကိုချစ်ဖို့ရင်လည်းမိန့်မာထားတယ်။ဒါတော့သူ့ကိုချစ်တဲ့လူကဘာဖြစ်လဲဆိုရင်သူ့စကားကိုနားထောင်တယ်။ဘာဖြစ်လဲစိတ်နှလုံးအကျွေးမဲ့ဉာဏ်ရှိတဲ့ညနဲ့ဘာလို့ရမှာလဲရှင်းရမယ်။ဒါဆိုရင်ဖယားကိုချစ်ဖို့လိုလား။ဘသူမှာခဲ့လဲယေရှုကိုယ်တိုင်မှာခဲ့ဖယားစကားနားထောင်ရင်ဖယားကိုချစ်တယ်ဆိုတာကျွန်တော်ပြောတာလားကျမ်းစာပြောတာလားကျွန်တော်ကပြောတာလားယေရှုကပြောတာလားယေရှုကပြောတာလေ
ဒါဆိုရင်တစ္ဆာရှိရမယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမှာလဲဖျားစကားကြားပြီလေဒီနေ့တစ္ဆာရှိရမယ်လို့ပြောရင်သင်ဟာတစ္ဆာနဲ့အသက်ရှင်ရမယ်သူမဟုတ်ဘူးလားအချိန်တွေမျိုးမျိုးပေါ်မှာတစ္ဆာရှိရမယ်ကိုယ့်ရဲ့အိမ်တော်ပေါ်မှာတစ္ဆာရှိရမယ်ရည်စားလေးပေါ်မှာတစ္ဆာရှိရမယ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာတစ္ဆာရှိရမယ်ဟယ်လိုဟုတ်လားမသိဘူးတကယ်လို့ဖခင်ဟာငါတာတစ္ဆာရှိရမယ်လို့စကားကြားသွားတဲ့အခါမှာအဲ့ဒီစကားကိုနားထောင်တဲ့သူကငါ့ကိုချစ်တော်သူဖြစ်တယ်လို့ဘယ်သူကသတ်မှတ်တာလဲယေရှုကသတ်မှတ်တာဖြစ်တယ်ဟာလေလုယာတော့တင်နားမထောင်ပါများလိုက်လေဘဝကဖြစ်လာတယ်ဆိုတော့အရန်အေးဆေးသွားတယ်ဟာနားမထောင်လဲအေးဆေးပဲနားမထောင်လဲအေးဆေးပဲဆိုပြီးဘဝနောက်ဆုံးတော့ဝိညာဉ်ရေးရမှာမတိုးတတ်တော့ဝိညာဉ်ရေးရမှာဘာအသီးမှမမြင်ရအောင်ဒီလိုလေးပဲပေါ့နားထောင်ပါသူ့ကိုချင်းသူ့စကားကိုနားထောင်မယ်လို့ပြောလားပြောတယ်အဲ့လိုသူ့ရဲ့စကားကိုနားထောင်တဲ့လူတွေအတွက်ဘုရားခင်ပြင်ဆင်ထားပေးတဲ့အရာတွေရှိတယ်ဟောဆိုတော့ဖခင်ကိုချစ်တယ်ဆိုတဲ့စကားလုံးပေါ့โอเคဒီမှာဗာတွေ့ရလဲဆိုရင်ဖခင်ကချစ်တော်သူလို့မပြောဘူးဖခင်ကိုချစ်တော်သူလို့စကားလုံးသုံးတယ်ကြပြောမယ်နော်ဖခင်ကချစ်တော်သူလို့ပြောတာလားဖခင်ကိုချစ်တော်သူလို့ပြောလားကျမ်းစာလာဒီနေ့ညီတဲ့ဖခင်သခင်ကိုချစ်တော်သူတို့အဖို့အလုံးကဖခင်ခင်ပြင်ဆင်တော်မူသောအရာတို့ကိုလူမျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်နှုတ်ဖြင့်မကြံစီသေးတဲ့အရာဘယ်သူတွေလဲဖခင်ကိုချစ်တဲ့သူဒါတော့ဖခင်ကိုချစ်တဲ့သူဆိုရင်ခုနကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာဘာပါလဲနားထောင်ခြင်းပါတယ်ဖခင်စကားဖခင်ကိုချစ်တယ်ဆိုရင်ဘာပါလာလဲနားထောင်ခြင်းပါဘယ်သူစကားလဲဖခင်စကားအဲ့တော့အမှဘာပြောလဲဆိုရင်ဖခင်ကိုချစ်တော်သူတို့အဖို့လုံးငါတဲ့ချစ်တယ်ဆိုရင်ဘာပါလာပြီလဲနားထောင်ခြင်းပါလားပါတယ်အဲ့လိုဖခင်စကားကိုကြားပြီးနားထောင်ပြီးတကယ်လက်တွေ့တက်တာမှာချစ်တယ်ဆိုတဲ့တက်တည်ပြတဲ့လူတွေအတွက်ဘာတွေပြင်ဆင်ထားတယ်လူမျက်စိဖြင့်မမြင်နားဖြင့်မကြားတဲ့စိတ်နှုတ်ဖြင့်မကြံစီသေးတဲ့အရာတွေတင့်ကိုပြင်ဆင်ထားတယ်ဟာလေလုယဘသူတွေအတွက်လဲဆိုရင်ဖခင်သခင်ကိုချစ်တော်သူတို့အဖို့ဖြစ်တယ်အာမင်ဖခင်သခင်ချစ်တော်သူတို့ဖို့လို့မပြောဖခင်သခင်ကိုချစ်တော်ဟယ်လိုတော့ဖခင်ကိုချစ်တဲ့လူတွေရဲ့အသက်တာမှာဖခင်အတွက်ဖခင်စကားကိုကြားပြီးနာခံတဲ့လူတွေရဲ့အသက်တာထဲမှာကျွန်တော်တို့နောက်ွယ်မှာကောင်းခြင်းမြင်တာလည်းအများကြီးပဲတော့ကျွန်တော်တို့ဒီနေ့ရက်နဲ့စပြီးတော့မှဖခင်စကားပေါ်မှာယက်တည်စို့ဟာလေလုယဖခင်စကားပေါ်မှာယက်တည်စို့ကောင်းမမာစို့နဲ့အာမင်ဟယ်လို2026မှာခေါင်းမာရမယ့်အချိန်မဟုတ်တော့2026မှာအမေရိကန်ကျွန်တော်တို့ဖခင်အတွက်အသက်ရှင်မဲ့သူတွေဖြစ်တယ်အာမင်ဖခင်စကားနားထောင်ပြီးတော့မှယက်တည်မဲ့သူတွေဖြစ်တယ်ဟာလေလုယ